နာဂတ်တစ်ခုရှိဆောင်ကနိုင်ငံရဲ့သားကောင်းတွေပါအိမ်မဲတွေ့လဲရဲ့လက်တွေခေါ်ဆောင်ကညီညွတ်စွာပဲတွေ့ကြတာဆိုတာနာဂတ်တစ်ခုရှိဆောင်ကနိုင်ငံရဲ့သားကောင်းတွေပါအိမ်မဲတွေ့လဲရဲ့လက်တွေခေါ်ဆောင်ကညီညွတ်စွာပဲတွေ့ကြတာလက်ချင်းစိတ်ထားမြတ်တဲ့လူငယ်တွေစုပေါင်းလို့ညီညွတ်ခဲ့ကြပြီအားနဲ့သူကိုလေးဖေးမလို့ကကူညီမလေးယူသားတဲ့လူငယ်တွေမြင့်မြတ်တဲ့လူငယ်တွေတာဝန်တွေထမ်းနိုင်ငံတော်ကတို့မျိုးသားတွေသူစီနဲ့စိတ်ဓာတ်ကလေးတွေချစ်စရာတို့ရဲ့အမွေရှစ်စစ်နာကမှာကောင်းအောင်ဆောင်ရွက်ကြစို့လေနာဂတ်တစ်ခုရှိဆောင်ကနိုင်ငံရဲ့သားကောင်းတွေပါအိမ်မဲတွေ့လဲရဲ့လက်တွေခေါ်ဆောင်ကညီညွတ်စွာပဲတွေ့ကြတာလက်ချင်းစိတ်ထားမြတ်တဲ့လူငယ်တွေစုပေါင်းလို့ညီညွတ်ခဲ့ကြပြီအားနဲ့သူကိုလေးဖေးမလို့ကကူညီမလေးယူသားတဲ့လူငယ်တွေမြင့်မြတ်တဲ့လူငယ်တွေတာဝန်တွေထမ်းနိုင်ငံတော်ကတို့မျိုးသားတွေသူစီနဲ့စိတ်ဓာတ်ကလေးတွေချစ်စရာတို့ရဲ့အမွေရှစ်စစ်နာကမှာကောင်းအောင်ဆောင်ရွက်ကြစို့လေ